ဒီနေ့ကအန်ဒူရှိကန်စင်အခန်း15လေးကိုစကြည့်အောင်နော်အဲ့တော့ပထမဆုံးတစ်ခုမှဆိုလို့ရှိရင်နာနီတိုရှိတာရာတိုဆူရဲပါတိုဆူရူတိုပြီးလို့ရှိရင်နောက်မှာကတိုနတ်တာရာတိုနာရဲပါတိုနာလူတိုပေါ့သူတို့နှစ်ခုကပထမကြည့်ရင်တော့နည်းနည်းလေးကွဲဒီမှာပေါ့နော်တိုရှိတာရာတိုဆူရဲပါတိုဆူရူတိုဆိုလို့ရှိရင်သူကဘယ်လိုနေရာမှာမျိုးမှသုံးလဲဆိုလို့ရှိရင်普通は起きないことပုံမှန်အားဖြင့်မဖြစ်နိုင်တဲ့အကြောင်းအရာမျိုးတွေမှာသုံးတယ်။တိုနတ်တာရာတိုနာရဲပါတိုနာရုတိုကကြတော့သူကဒီအိုခီရုခါမရှိတဲ့နိုင်ဆိုတဲ့ပုံစံဖြစ်နိုင်ခြေရှိတယ်အခုကနေစပြီးတော့ဖြစ်လာနိုင်ခြေရှိတယ်ဆိုတဲ့ပုံစံမျိုးဆိုလို့ရှိရင်ဒီနာရုပတန်ကိုသုံးသွားမယ်။အဲ့ဒါလေးခွဲသွားမယ်နော်။အခုလုံးကိုယူဘွားအဖြစ်သုံးတာကကြတော့နိုင်နာနီတိုတဲ့ခါတေးစတာဘိုင်ဆိုတော့ကကြတော့ဒီယာယီတတ်မှတ်တဲ့အခြေအနေမျိုးတွေတိုယူခိုတိုနီနတဘိုင်အဲ့လိုမျိုးတာဖြစ်လာခဲ့မယ်ဆိုလို့ရှိရင်ဆိုတဲ့ပုံစံအဲ့လိုမျိုးတာဖြစ်လာခဲ့တဲ့အခြေအနေမျိုးမှာဆိုရင်ဆိုပြီးတော့နောက်မှာကဆိုဆူအဲ့လိုလုံးမယ်ဆိုနာတို့အဲ့လိုဖြစ်လာမယ်တဲ့အဲ့တော့အဓိကမှတ်ကမှာကတိုရှိတာရာတိုဆူရဲပါတိုဆူရူတိုဆိုတာကပုံမှန်အားဖြင့်မဖြစ်နိုင်တဲ့အကြောင်းအရာတိုနဲ့တာရာတိုနာရဲပါတိုနာတို့တိုဆိုတာကအခုကနေစပြီးတော့ဖြစ်လာနိုင်ခြေရှိတယ်ဆိုတဲ့အကြောင်းအရာအဲ့လိုလေးခွဲမဲ့လိုက်ပို့လွယ်သွားလိမ့်မယ်အဲ့တော့အောက်မှာပေးထားတာကကြတော့တိုရှိတာရာတိုဆူရဲပါတိုဆူရူတိုပါတဲ့ခါသိန်းတို့ဣမီက強いအဲ့တော့သူကကြတော့ယာယီတတ်မဲ့တဲ့ဒိတ်ပဲပို့ပြီးတော့ပြင်းတယ်တိုနတ်တာရာတိုနာရဲပါတိုနာရုတိုは実現する可能性があることにつきဖြစ်လာနိုင်ခြေများတဲ့ဆိုတဲ့ပုံစံမျိုးမှာသုံးတယ်ဆိုရီကားတဲ့実現した場合を考えているဆိုတော့ကလက်တွေ့အခြေအနေမှာဖြစ်လာနိုင်တယ်ဆိုတဲ့အနေအထားကိုသူကတွေးနေတဲ့ပုံစံမျိုးတိုနတ်တာရာဆိုတဲ့ပတ်တန်နေရဒုချီရမို့ဘယ်ပဲဖြစ်ဖြစ်အတုန်နေကနောက်မှဆိုရင်ဝါရှာနောဟန်ဒနာတို့အာရဝစုပုံကခရုဆိုတော့ပြောသူရဲ့ဆုံးဖြတ်ချက်တွေကိုဖော်ပြတဲ့စာကြောင်းတွေလာမယ်ဒိုစုရုတို့ဒိုနာတို့ဒိုနောအတုန်နေဝဝါရှာနောခီဘိုပြောသူရဲ့ဆန္ဒတွေ eco ဒီရွေချက်တွေကိုအာရဝစုပုံဖော်ပြတဲ့စာကြောင်းတွေဟာတာရာခီကကဲနောဘုံကကိုနိုင်လှုပ်ဆော်တဲ့စာကြောင်းမျိုးတွေမလာဘူးအဲ့လိုသူရဲ့ဆက်စုစုကကြတော့လေကွဲသွားပြန်ရောတိုရှိတာရာတိုဆူရဲပါတိုဆူရူတိုဆိုလို့ရှိရင်ဖူစုကေတိုနဲ့တာရာတိုနာရဲပါတိုနာရုတိုဆိုလို့ရှိရင်တော့သူကနောင်လေးပါပို့ပြီးတော့တွဲသွားမှာပေါ့နော်နောင်ရဲ့ဖူစုကေရဲ့အဲ့တော့ရေပုံလေးကြည့်ကြည့်အောင်အကြည့်ပဲမှာဆိုလို့ရှိရင်မူချင်းတိုနေ何か一つだけ持っていけるとしたら何を持っていきたいですかအဲ့တော့မူချင်းတိုဆိုတာကဒီလူသူမရှိတဲ့ကျွန်းတခုတည်းပဲယူသွားနိုင်မယ်ဆိုလို့ရှိရင်ဘာကိုယူသွားခြင်းတလဲအဲ့တော့စာကြောင်းအနေထားချင်းသိတာပါတယ်သူရှိတာကိုသုံးတာတဲ့ပုံမှန်အဖြစ်မဖြစ်နိုင်တဲ့အကြောင်းအရာမျိုးလူသူမရှိတဲ့ကျွန်းပစ္စည်းတစ်ခုတည်းပဲယူလို့ရမယ်ဆိုလို့ရှိရင်ဘာယူသွားခြင်းလဲဆိုတဲ့ပုံမှန်အဖြစ်ဖြစ်လာနိုင်ခြင်းမရှိတာမဖြစ်လာနိုင်တဲ့ပုံစံမျိုးတွေမှာသုံးတာနိဗ္ဗာန်မှာကမိုရှိအာနိုဟီကိုခီနီနိုတေးတာတို့したら僕はもうこの世にいなかったအကယ်၍အဲ့ဒီလေရင်မှာဒါစီးကိခဲ့မယ်ဆိုလို့ရှိရင်ကျွန်တော်ကဒီလောကကြီးမှာရှိမှာမဟုတ်တော့ဘူးတဲ့ဆိုတော့စာကြောင်းအနေထားကြည့်လို့ရှိရင်သိတာပါတယ်ဇမ်ဘန်ကကြတော့ခါတွေကဟန်နင်ဒေဝနိုင်တို့ဆိုတော့ဒိုကိုကနေဟွန်တိုနိုဟန်နင်ကいるはずだအဲ့တော့သူသားတရားခံမဟုတ်ဘူးဆိုလို့ရှိရင်တနည်းရမှာတကယ်တရားခံအစစ်မှန်ကတော့ရှိနေမှာသိကြတယ်နောက်တစ်ခုကကြတော့ယွန်းပမာဆိုလို့ရှိရင်税金が上がるとなれば国民の生活はますます大変になるだろうအဲ့တော့အခုကားတွေကတက်လာပြီဆိုလို့ရှိရင်ဒါမှမဟုတ်တက်လာခဲ့သည်ရှိတော့ပေါ့ဒီပြည်သူတွေရဲ့နေထိုင်မှုဘဝကပို့ပြီးတော့ပြင်ပန်းလာမှာပဲဆိုတော့အခုကနေစပြီးတော့ဖြစ်လာနိုင်ခြေရှိတဲ့ပုံစံမျိုးသုံးတာအခုနေတာဒီထက်ပိုပြီးတိုးလာမယ်ဆိုရင်တော့ပြည်သူတွေရဲ့နေထိုင်မှုဘဝကပို့ပြီးတော့ခက်ခဲလာတော့မယ်တဲ့ခေါ်ပန်းမှာကဟီကိုစုတိုနာတို့တော့ခါနာလေးのお金がかかる大丈夫かなအဲ့တော့အိမ်ပြောင်းမယ်ဆိုလို့ရှိရင်ပတ်စံတော်တော်လေးကုန်ကြမှာအဆင်ပြေပါမလားဆိုတဲ့ပုံစံလေးအဲ့တော့အဓိကဒီမှာမှာကတိုရှိတာရာတိုဆိုရဲပါတိုဆိုလို့တိုဆိုတာကပုံမှန်အဖြစ်မဖြစ်နိုင်တဲ့အကြောင်းအရာတိုနဲ့တာရာတိုနာရဲပါတိုနာလို့တိုဆိုတာကအခုကနေစပြီးတော့ဖြစ်လာနိုင်ခြေရှိတယ်ဆိုတဲ့အကြောင်းအရာအဲ့ဒါလေးပဲကြွယ်သွားမယ်နော်ပြီးရင်နောက်တစ်ခုကကြတော့နာမိုနိုနာရအဲ့တော့မိုနိုနာရကကြဘယ်လိုသုံးလဲဆိုလို့ရှိရင်မိုရှိ
နိုင်နေဒေကီရုနာရာဆိုရှိတိုင်းဆိုရှိတဲ့ဝရှိအကယ်၍လုံးနိုင်မယ်ဆိုလို့ရှိရင်အဲ့လိုလုပ်ခြင်းနဲ့လှုပ်စေခြင်းနဲ့ဆိုတဲ့ပုံစံလေးအောက်မှာပြထားတာကမူလီဆိုနောကိုတော့ခါဒေးစ်တေယူဆိုမဖြစ်နိုင်တဲ့ပုံစံရှိတာအကြောင်းအရာကိုမဖြစ်နိုင်တဲ့အကြောင်းအရာမျိုးပေါ့ဖြစ်လာနိုင်စရာမရှိတဲ့အကြောင်းအရာမျိုးအဲ့လိုပုံစံမျိုးကိုယာယီသတ်မှတ်ပြီးတော့ပြောတာရှိမှဆိုလို့ရှိရင်ခါနုနောအီမီကိုအာရဝစုထိုးရှိကောက်ကိုတော့ဆိုတာကဖြစ်လာနိုင်ခြေရှိတယ်ဖြစ်နိုင်ခြေရှိတဲ့အတိတ်ပဲပါတဲ့ဒီ vet တွေလာမယ်အတူနေပါနောက်မှဆိုရင်ဝါရှောင်းတော့ခီဖို့ရခီတိုင်းပြောသူရဲ့ဆန္ဒတွေမျှော်လင့်ချက်တွေကိုအာရဝစုပုံကကိုဖော်ပြတဲ့စာကြောင်းလာမယ်စန်းနိုယောနိအိုက်တဲ့ကိုရှိကေခီစရုဤခတာနောရဲမောအားလို့ဆိုတော့ကဒီစာကြောင်းနံပါတ်3မှာလိုမျိုးသူကကြတော့တစ်ဖက်လူကိုရှိကေခီစရုဆိုတာကကြတော့လှုပ်ဆိုတာတွန်းအားပေးတာမျိုးအဲ့လိုပုံစံမျိုးလည်းရှိပါတယ်တဲ့အဲ့တော့မိုနိုနာရကိုသုံးတာကကြတော့ဂျီရှော့ကေအဲ့ဒီမှာတခုမှကမှကလေသူကအပေါ်မှာပေးထားတာကမိုရှိနိုင်နေဒေခီရုနာရလုံနိုင်မယ်ဆိုလို့ရှင်ဆိုတဲ့ပုံစံမျိုးဖြစ်တဲ့အတွက်ကြောင့်မို့လို့သူ့ကိုမိုနိုနာရကိုသုံးတဲ့အခါမှာဂျီရှော့ကေဆိုပေမဲ့လို့ခါနိုခီရဲ့ဂျီရှော့ကေပဲသုံးလို့ရမယ်ဆိုတာမျိုးလေးဒါရဲဖို့နေမှာကြည့်တိုင်းသိတော့မယ်နော်အဲ့တော့အချီဘက်မှာဆိုရင်မိုဒိုရဲရုမိုနိုနာရနေဂျူနေမိုင်းတော့ဝါရှင်နီမိုရိုတေဂျင်းစီကိုယာရီနာကိုရှိတိုင်းအဲ့တော့ပြန်လဲလို့ရမယ်ဆိုလို့ရှိရင်ပြန်လဲလို့ဒါရနိုင်မယ်ဆိုလို့ရှိရင်လွန်ခဲ့တဲ့နှစ်20ကဒီဘွားကြီးစီကိုပြန်ပြီးတော့ပြင်ဆင်ခြင်းနဲ့ဆိုတဲ့ပုံစံအဲ့တော့ဒီမှာဆိုရင်သုံးတာကမိုဒိုရဲရုခါနိုကီကိုသုံးတာလေနောက်တစ်ခုနိဗ္ဗာန်မှာကအနိုဟီနိုဒေကီကိုတော့ဝါဆိုရဲရာရဲရုမိုနိုနာရဝါဆိုရဲတိုင်းနော်နီအဲ့တော့အဲ့ဒီနေရာအဖြစ်အပျက်တွေကိုမေးလို့ဒါရမယ်ဆိုလို့ရှိရင်မေးလို့ရနိုင်မယ်ဆိုလို့ရှိရင်မေးနိုင်မယ်ဆိုလို့ရှိရင်မေးခြင်းနဲ့ဒီမှာဆိုလို့ရှိရင်လည်းဝါဆိုရဲရာရဲရုစမ်းမှန်မှာကရာရဲရုမိုနိုနာရရက်တင်ပြီးတော့လုံးနိုင်မေးရတာဆိုရင်လုပ်ကြည့်ဒီမှာဆိုလို့ရှိရင်ရက်တင်ပြီးတော့ဆိုပြီးတော့သူပြောထားတယ်တစ်ဖက်လူကိုအာယိတေကိုရှိကေကီစရီခတာတွန်းအားပေးတယ်လှုပ်ဆော်ပေးတဲ့ပုံစံနာမနော်ဒီမမကမိုနိုနာရာဆိုတာကအကယ်၍လုံးနိုင်မယ်ဆိုလို့ရှိရင်အဲ့လိုလှုပ်ခြင်းနဲ့လှုပ်စေခြင်းနဲ့ဆိုတဲ့ပုံစံမျိုးလုံးနိုင်မယ်ဆိုတဲ့ဒေကီရုနာရာဖြစ်တဲ့အတွက်ကြောင့်မလို့သူ့ရဲ့သုံးတဲ့ဂျီရှော့ကေဒီခါနိုကေရဲ့ဂျီရှော့ကေပဲသုံးလို့ရမယ်အဲ့လိုလေးမှတ်လိုက်ရင်တော့ရပါပြီ